ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျအာခုဒီနှစ်သစ်အချိန်ခါမှာကျွန်တော်တို့မျှော်လင့်ချက်အများကြီးလည်းရှိခဲ့ကြတယ်တချို့ကတော့2026ခုနှစ်အတွင်းမှာကျွန်တော်တို့အပြောင်းအလဲလုပ်နိုင်မယ်ဒါမှမဟုတ်2029လောက်မှပဲလုပ်နိုင်မယ်ဒီ2025ထက်ကျွန်တော်တို့ကကြီးမားတဲ့အပြောင်းအလဲလုပ်နိုင်မယ်လို့မျိုးမျိုးကျွန်တော်တို့ပြောဆိုလာတာရှိတယ်အဲ့ဒါတကယ်အားတက်စရာပါဟုတ်လဲဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဒီလိုမျိုးအချိန်ခါမှာကျွန်တော်တို့ပြည်သူလူထုနဲ့ကြီးစုအားပေးနေတဲ့ကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ကိုဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ရက်တည်ပေးနေကြတယ်ကျွန်တော်တို့ပြည်သူလူထုဘက်ကအမတန်မှလေးစားဂုဏ်ယူတဲ့ဆိုတာတိရှုစွာပြောလိုပါတယ်ခင်ဗျပြီးတော့အခုကျွန်တော်တို့အာ2021ကနေ2022 2023 24 25အချိန်ခါကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အာအပြောင်းအလဲအများကြီးရှိပါတယ်တစ်နှစ်ပြီးတစ်နှစ်ပေါ့2021ချိန်ခါတော့ဆိုတော်တော်များများကျွန်တော်တို့ဆန္ဒပြခဲ့ကြတယ်စီရင်ဝင်ခဲ့ကြတယ်ပြီးရင်လက်နက်ကတော့ကောင်းမွန်မရှိသေးပြီမြရရလက်နက်နဲ့ကျွန်တော်တို့ကဒေါ်လာကြီးစပြီးတင်ခဲ့ကြတယ်2021ကနေ2022ကူးတဲ့အချိန်မှာဒေါ်လာရဲ့အချိန်ကပိုမြင့်လာတယ်ဒါပေမဲ့အဲ့ဒီချိန်ကတော့ကျွန်တော်တို့ဒေါ်လာရေးလုပ်တဲ့အဖွဲ့အစည်းသေးသေးမှာဟိုအတွေ့အကြုံအားနည်းနေသေးတယ်ဒါပေမဲ့2022အလွန်ကာလမှာဆိုရင်2023မှာဆိုရင်ကျွန်တော်အပြောင်းလဲကြီးတစ်ခုရှိလာတယ်။ဘာလဲဆိုရင်ကျွန်တော်ဒေါ်လာရဲ့အဖွဲ့အစည်းတွေဒီထက်မကလက်နက်ခဲယမ်းတွေရလာတယ်ပြီးရင်အတွေ့အကြုံလည်းရှိလာတယ်။2024ရောက်လာပြန်တော့လဲအဲ့ဒီ2023ထက်ဘူမီပြီးကောင်းမွန်တဲ့စုဖွဲ့မှုနဲ့အားအင်တွေနဲ့ကျွန်တော်တို့ကရှေ့ဆက်သွားနေရတာအားလုံးရဲ့အမြင်ပဲဖြစ်မယ်လို့ပြောနေတယ်။အရင်တော့ကဆိုရင်ကျွန်တော်2021လောက်တုန်းကဆိုရင်ဘယ်စကားမှကျွန်တော်တို့အစမှာနော်စခန်းသိမ်းတာလည်းမရှိသေးဘူး။သိမ်းတာကနည်းသေးတယ်။ဒါပေမဲ့ကျွန်တော်ပြည်သူလူထုရဲ့အခွန်အားနဲ့ဒီမဖြစ်မနေကျွန်တော်တို့ဒေါ်လာမှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်ရှေ့ဆက်သွားတဲ့အချိန်မှာဘာမှမရှိတဲ့ကြားထိပ်ကနေကျွန်တော်တို့2020နှစ်3 4မှာအင်မတာမှကောင်းမွန်တဲ့ရလာတူကျွန်တော်ရတယ်2025ရောက်လာတော့ပြန်တော့လဲကျွန်တော်တို့ CB operation တွေကြည့်မယ်ဆိုရင်ICC ရဲ့နိုင်ငံရေးအရွေ့ရော CB operation တွေကျွန်တော်ပြန်ကြည့်မယ်ဆိုရင် CB ရဲ့စစ်စင်ရေးကိစ္စတွေပြန်ကြည့်မယ်ဆိုရင်တော်တော်လေးအပြောင်းလဲကြီးမားတဲ့အပြောင်းလဲရှိလာတယ်ကျွန်တော်တို့ချင်းပြည်တစ်ပြည်နယ်လုံးလေးပါတောင်မှလွတ်မြောက်ဖို့တောင်ဖြစ်လာပြီအခုကတစ်မျိုးနှစ်မျိုးကျွန်တော်တို့ဂျန်နေသေးတယ်အဲ့ဒီအတွက်လည်းအကောင်းဆုံးကျွန်တော်တို့ထူးဆန်းနေရဆိုတာအားလုံးကပြောထားပြီးသားဖြစ်တယ်အဲ့ဒီ2025အလွန်မှာဆိုရင်အခု2025ကာလအတွင်းမှာဆိုရင်လည်းကျွန်တော်တို့အပြောင်းလဲကြီးမားတဲ့အပြောင်းလဲအဖွဲ့အစည်းတည်တည်ထဲမှာလည်းရှိပါတယ်စင်ခေါ်မှုတွေဒီကြရှုံးတဲ့ချိန်လည်းခက်တက်ခဏရှိရတယ်လည်းရှိပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့အဲ့ဒီဟာတွေကိုကြော်ဖြတ်ပြီးမှကျွန်တော်တို့ကအားလုံးဘူပေါင်းဆောင်ရွက်မှုနဲ့ရှိသွားတဲ့အချိန်မှာတခုကျွန်တော်တို့2025ထဲမှာကအပြောင်းလဲအများကြီးရှိလာပြီးမှကျွန်တော်2026ကျွန်တော်ရောက်လာခဲ့ကြတယ်ဆိုတော့2025ခုနှစ်တွင်းမှာကျွန်တော်ကြည့်မယ်ဆိုရင်2021 2022နဲ့လုံးဝမတူတော့2023နဲ့လည်းမတူတော့ကျွန်တော်တို့စီရဲ့အမြင်အရနိုင်ငံရဲ့အမြင်အရပြောရမယ်ဆိုရင်ဒီတူတိတ်တိတ်နဲ့ကျွန်တော်လှုပ်ရှားတက်လာတယ်ပြီးရင်ကျွန်တော်တို့အာဘာပဲလို့စုဖွဲ့မှုပို့ပြီးမှကောင်းလာတယ်ကျွန်တော်တို့စုဖွဲ့မှုကောင်းနဲ့ရှိသွားလာတဲ့အချိန်မှာအရင်ကအထက်မတူတော့တဲ့အောင်မြင်မှုတွေကျွန်တော်ရရှိလာကြတယ်ကျွန်တော်2025ချင်းပြည်ကိစ္စသွားကြည့်မယ်ဆိုရင်အခုကျွန်တော်တို့အာဒီကျင်တွေရော2024ကနေစပါတော့ကျင်တွေရောကျွန်တော်တို့ဒီမတူပီရောမင်းတပ်ကမ်ပလက်ကျွန်တော်ဖလန်အားလုံးကိုကြည့်မယ်ဆိုရင်ပြီးတော့ကျွန်တော်တို့ဒီတခြားအမျိုးနယ်ဒေသတွေပေါ့နော်ကြည့်မယ်ဆိုရင်စုဖွဲ့မှုကောင်းနဲ့သွားလိုက်တော့အချိန်တချို့နေရာတွေမှာတော့အချိန်ကြန့်ကြာပြီးတော့တချို့နေရာမှာအချိန်မကြန့်ကြာဘဲနဲ့ကျွန်တော်တို့ကသိရနိုင်တာတွေလည်းရှိပါတယ်ဒီဟာကတကယ်အားတက်စရာဝန်တာစရာလို့ကျွန်တော်ပြောလို့ရပါတယ်တော့2025ခုနှစ်တွင်းမှာကျွန်တော်ပြန်ကြည့်မယ်ကျွန်တော်တို့ရဲ့အဖွဲ့အစည်းထဲကကိစ္စပြောမယ်ဆိုကျွန်တော်ဆင်တဲ့မှာဒီဇူလိုင်လမှာပေါ့နော်ကျွန်တော်တို့ခက်ခဲတဲ့အခြေအနေကျွန်တော်ရောက်ရှိခဲ့ကြတာဆိုတော့အားလုံးအသိပါပဲအဲ့ဒီဟာလဲဘာပဲပြောကျွန်တော်တို့ဘယ်သူမှလည်းညှိုးထိုးလို့မရပါဘူးခုရဲ့
အားနည်းချက်ကိုလည်းကိုကလက်ခံတတ်ဖို့လိုအပ်တယ်ဒီအဲ့ဒီအားနည်းချက်ကိုကျွန်တော်တို့ကအကောင်းဆုံးပြန်လည်ဒုထလာနိုင်အောင်ဆိုပြီးမှအပြောင်းလဲလုပ်တယ်ဆိုတာတဲ့အားအင်တွေဖြစ်ဖြစ်မှကျွန်တော်ရှေ့ဆက်လာတဲ့ချိန်မှာ2025ကနေ2025ဇူလိုင်ဩဂတ်ကနေဒီဇင်ဘာလတိချင်းတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ရှေ့တိုးတယ်ဆိုတာတဲ့ကျွန်တော်တို့မရရအောင်ကုတိုင်းကစအားလုံးကျွန်တော်တို့ကစီလုံးနဲ့ကျွန်တော်တို့ရှေ့ရွေ့လိုက်တဲ့အချိန်မှာ4-5လအတွင်းမှာထိုက်တဲ့လောက်အပြောင်းလဲအောင်မြင်မှုတွေလည်းကျွန်တော်ရှိလာတယ်စည်ရေးကိစ္စရောတခြားကိစ္စတွေရှိလာတယ်ထို့နည်းတူပဲကျွန်တော်တို့ရဲ့ညီနောင်တွေထဲမှာဆိုရင်လည်းအားလုံးကဒီဟာကျွန်တော်တို့ရှေ့မရွေ့လို့မရဘူးဆိုတဲ့တန်ဋိဌာန်နဲ့ကျွန်တော်တို့ရှေ့ရွေ့လိုက်တဲ့အချိန်မှာအတိုင်းတာတိဟိုအောင်မြင်တဲ့အတိုင်းတာတိကိုကျွန်တော်ရောက်ရှိလာကြတယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့ ICCCP ရဲ့ဒီတက်မတော်လို့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့ဒီတက်မတော်ပေါ့နော်CP တက်ကဆိုရင်ဘယ်လိုပြောရမှာလဲကျွန်တော်တို့အရင်ကနဲ့နိုင်ရှင်မယ်ဘယ်လောက်ကွာပြီလဲဆိုတာအားလုံးသိထားပြီးသားဖြစ်မယ်တူသိနဲ့လှုပ်ရှားတက်လာပြီတကယ်ဆက်တက်ပုံစံနဲ့ကျွန်တော်တို့လှုပ်ရှားနေပြီဖြစ်တဲ့အတွက်အခု2026ခုနှစ်မှာဘာလို့ဖြစ်လာနိုင်မှာလဲတီချာတာတခုကတော့ကျွန်တော်တို့အားလုံးရဲ့စီလုံးနဲ့သွားနေတဲ့အရွေ့အခုလွန်ခဲ့တဲ့2လ3လလောက်မှာကျွန်တော်တို့ငငုံနဲ့ကျွန်တော်တို့ပူပေါင်းနဲ့ကျွန်တော်လှုပ်အခုချိန်မှာတော့ပြောလို့မရသေးဘူးပေါ့နော်တော်တော်အားတက်စရာကောင်းတဲ့ CV ထဲမှာရောကျွန်တော် ICC ထဲမှာရော ICC နဲ့ CV ပေါင်းပြီးရောအင်မတန်မှဝန်တာစရာကောင်းတဲ့အရွေ့ကြီးလုံးဝရှိနေပြီပေါ့ဒီဟာကကျွန်တော်တို့စောနာခေါင်းဆောင်တွေပြောသလိုအရင်ကဒီရှိမှပြောထားတဲ့ခေါင်းဆောင်တွေပြောသလိုကိုကျွန်တော်တို့ ICC နဲ့ CV က ICC CV ဒါကျွန်တော်တို့ရဲ့ဒီစက်ချုပ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ICC ရဲ့ president ကလည်းပြောထားတာရှိတယ်ကျွန်တော်တို့ ICC နဲ့ CP ဆိုနှစ်ဖွဲ့မဟုတ်တစ်ဖွဲ့ဟုတ်ပါတယ်ကျွန်တော်တို့ကတစ်ဖွဲ့တည်းပါအမီနာမကွဲတာပဲရှိတယ်အဲ့ဒါကျွန်တော်တို့အားလုံးရဲ့ခံယူချက်လည်းဖြစ်တယ်ဟုတ်တယ်ဖြစ်တရားလည်းဖြစ်တယ်ကျွန်တော်တို့ရဲ့အခုစုဖွဲ့မှုကအင်မတန်မှမလည်းကောင်းလာတယ်2လ3လဒီအဲ့ဒီနိုဝင်ဘာလကနေစအောက်တိုဘာပေါ့နော်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာအဲ့ဒီလအတွင်းမှာကျွန်တော်တို့ကဘယ်လောက်ဒီအားလုံးကအရန်ပင်ပန်းကြတယ်ခုအဖွဲ့အစည်းတိုင်းမှာအရန်ပင်ပန်းကြတယ်ပြီးတော့ကိုယ့်ရဲ့ဒီတာဝန်အလျောက်တခြားလုပ်ရမယ့်အရာတွေမှာလည်းကျွန်တော်အရန်ပင်ပန်းနေဆိုပြီးမဲ့လေဒီဟာကကျွန်တော်ချင်းတစ်မျိုးသားလုံးတစ်ပြည်နယ်လုံးအတွက်မဖြစ်မနေကိုလည်းတွားပေးရမယ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုလည်းတွားပေးရမယ်ပြီးတော့ကိုယ့်ရဲ့ငွေတောင်တွေနဲ့လည်းအားလုံးစစ်လုံးရှိရအောင်ကျွန်တော်တွားရမယ်ဆိုတန်လိတ်ထန်နဲ့အဆုံးဖြတ်ချက်နဲ့ကျွန်တော်တွားလိုက်တဲ့အချိန်မှာ2025နှစ်မကုန်ခင်လေးမှာကျွန်တော်တို့တကက်ကြီးမားတဲ့အရွေးကြီးကျွန်တော်လုံလာနိုင်တယ်ဒီဟာကြည့်ချင်းအဖြစ်ကျွန်တော်2026မှာကျွန်တော်တို့ကရက်နေမှာမဟုတ်ဘူး ICCCB ဆိုတာရှေ့ရွေ့နေမှာဖြစ်တယ်ကျွန်တော်အခုကြည့်ရှုအားပေးနေတဲ့မိဘတွေတို့နှုတ်ဆက်ရင်းနဲ့ပေါ့နော်အခု2026ခုနှစ်နှစ်သိကိုကျွန်တော်နှုတ်ဆက်စကားပြောရင်းနဲ့ကျွန်တော်ဘာကိုပြောဒီဟာကိုကျွန်တော်ပြောချင်တာဖြစ်တယ်2025နှစ်မကုန်ခင်လေးမှာကျွန်တော်တို့အစကတည်းကကြိုးစားအားထုတ်လာတဲ့အရာကလုံးဝလက်မလျှော့ဘူးနဲ့အချိန်မြင့်လာတာပဲရှိတယ်2025ခုနှစ်မကုန်ခင်လေးမှာဆိုရင်လေနိုင်ငံရေးအရာလည်းအောင်မြင်မှုကြီးမားတဲ့အောင်မြင်မှုရတယ်လို့နိုင်ငံရေးအရာလည်းကြီးမားတဲ့အောင်မြင်မှုကျွန်တော်ရရှိနေတယ်2026ဆိုရင်နိုင်ငံရေးရောစစ်ရေးရောအမတန်မှကောင်းမွန်တဲ့ကျွန်တော်အောင်မြင်မှုအရွေ့ကြီးရှိလာမှာဖြစ်တယ်ကျွန်တော်တို့ကရက်နေမှာမဟုတ်ခုနခေါင်းဆောင်ကြီးတူပြောတာပဲကျွန်တော်လည်းကြားလိုက်တယ်ပေါ့နားထောင်ရင်းနဲ့ကျွန်တော်တို့ ICCCB ဆိုတာက10နှစ်လောက် anniversary လုပ်ချင်တဲ့အဖွဲ့တွေမဟုတ်ပါဘူးကျွန်တော်တို့အမြင်ဆုံးပြောရဆိုတော့အခုဒီနောက်ထပ်တစ်တောင်မှကျွန်တော်တို့မလုပ်ချင်တော့ဘူးအဲ့ဒီမတိုင်ခင်လေးမှာတော့ဒေါ်လာရေးကိုပေးချင်တဲ့အဖွဲ့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအရင်ယူရှင်းတယ်အဲ့ဒါဘာလဲဆိုရင်တော့တနိုင်ငံလုံးတစ်ပြည်နယ်လုံးတစ်မျိုးသားလုံးအတွက်ကောင်းမွန်တဲ့အနာဂတ်ကိုတည်ဆောက်နိုင်ဖြစ်အတွက်ဒီဒေါ်လာရေးကိုနိုင်ဖို့ဖြစ်တယ်အရင်ယူရှင်းတယ် anniversary ခဏလုပ်ရတဲ့အဖွဲ့ကိုမဖြစ်ချင်ဘူးဆိုတာခုနခေါင်းဆောင်ကြီးအားလုံးတွေကလည်းပြောဆိုထားတာဒီပြထားတာတွေလည်းရှိထားပြီးသားဆိုတော့ကျွန်တော်တို့2026ခုနှစ်အတွင်းမှာဆိုရင်လည်းကျွန်တော်တို့အခက်ခဲတဲ့အချိန်တွေတော့ရှိမယ်ရင်ဆိုင်ရမှာပဲဒါအဲ့ဒီရင်ဆိုင်ရဖို့ကျွန်တော်ဒေါ်လာရေးလုပ်နေတာပဲအဲ့ဒါကိုအတွက်လည်းပေါ့အားလုံးအတွက်ဖြစ်တာဖြစ်တဲ့တော့အကောင်းဆုံးထပ်ကြိုးစားမယ်2026ခုနှစ်အတွင်းမှာဆိုရင်လည်းစီးရေးနိုင်ငံရေးကျွန်တော်တို့ခုအဖွဲ့အစည်းအသီးသီးထဲမှာရောကျွန်တော်တို့ရဲ့ ICCCP ဘာဒီကြီးမှာရော
ကြီးမားတဲ့အရွေ့တစ်မျိုးသားလုံးတစ်နိုင်ငံလုံးအတွက်ကျွန်တော်တို့ကောင်းမွန်တဲ့ရလက်ရရှိနိုင်ရေးအတွက်ကျွန်တော်တို့ ICNCCB ကကြိုးစားပါမယ်အဲ့ဒီကြိုးစားတဲ့နေရာမှာလည်းပြည်သူလူထုတွေအနေနဲ့လွန်ခဲ့တဲ့အချိန်တွေမှာကျွန်တော်တို့ကိုယ်ငယ်ထောက်ပံ့ပါဝင်ပေးခဲ့တယ်လို့တာဝန်ကြီးခဲ့တယ်လို့ရှေ့ဆက်ပြီးမှပါဝင်ပေးကြဖို့လည်းကျွန်တော်တို့ဒီကနေအာမေတ္တာရက်ခံခြင်းနဲ့တိုက်တွန်းလိုပါတယ်ဆိုတော့ကျွန်တော်တို့ခုလို2026နှစ်သက်ကိုအရွေ့သွားနေတဲ့အချိန်မှာကျွန်တော်တို့နောက်မှာကြံခဲ့တဲ့ကျွန်တော်တို့ရဲ့ပေးဆက်တဲ့အသက်တွေချွေးတွေပေးဆက်ခဲ့တဲ့အဓိကကျွန်တော်တို့အသက်စတီးခဲ့တဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းအားလုံးတွေကိုကျွန်တော်တို့အလေးပြုပါတယ်နောက်မှာထာဝရတပိုင်းမှာကြံမဲ့အရာတွေဖြစ်တယ်ထိုနည်းတူပဲကျွန်တော်တို့ခြေလက်မျက်လုံးခန္ဓာကိုယ်စိတ်ပိုင်းကိုလှူဒန်းသွားတဲ့ကျွန်တော်တို့ဒေါ်လာရေးအတွက်တိုင်းပြည်နဲ့လူမျိုးအတွက်လှူဒန်းသွားတဲ့လူတွေတူကိုလည်းကျွန်တော်တို့အလေးပြုပါတယ်ထိုနည်းတူပဲကျွန်တော်တို့ကိုရက်တည်ပြီးတဲ့အမျိုးမျိုးနဲ့ပတ်စံနဲ့တော်လကောင်းအချိန်နဲ့တော်လကောင်းဒီလူပုဂ္ဂိုလ်အင်အားနဲ့တော်လကောင်းပါဝင်ပြီးတဲ့မိဘပြည်သူအားလုံးကိုလည်းကျွန်တော်တို့အလေးပြုပါတယ်ဒီအားလုံးရဲ့ပေးဆက်တဲ့အရာတွေဒီကုံဆုံးသွားမယ့်အရာမဟုတ်ပါဘူးတမိုင်းမှာထောင်ဆင်ကြံထားမယ့်အရာဖြစ်တယ်ကျွန်တော်တို့ဒီနေ့ဒီချိန်ကျရင်ကျွန်တော်ကြည်နေရင်းနဲ့ကိုဒီအဲ့ဒီချိန်ခါလုံးကကျွန်တော်တို့ဒီဟာတွေလုပ်ခဲ့ပါလားကိုကြည်နေရဲ့အချိန်တွေတေချာပေါက်ရောက်နေမှာဥမှာဖြစ်ပါတယ်ပေးဆက်ခဲ့ရတဲ့သွားလိုက်ပြီးဖြစ်တဲ့ကျွန်တော်သူရဲ့ကောင်းတွေအားလုံးရဲ့မိဘတွေအနေနဲ့လည်းဒါစင်မေးစစ်တွေကလည်းကျွန်တော်တို့ရဲ့အဖိုးတွေကျွန်တော်တို့ရဲ့အဘွားတွေကျွန်တော်တို့ရဲ့အမေအမတွေဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့မျိုးနွယ်စုအတွက်ထဲမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ရဲ့မျိုးမျိုးဒီနေ့တနိုင်ငံလုံးအတွက်ပေးဆက်တဲ့သူရဲ့ကောင်းတွေဖြစ်တယ်ဆိုပုံယူဝန့်ကြွားဆိုလက်မှတ်ထောင်ပြီးမှအားဒီဟာတွေကြောင့်ပဲကျွန်တော်တို့ကကောင်းမွန်တဲ့နိုင်ငံတွေရလာတယ်ဆိုတာကျွန်တော်တို့ဒီဒါစင်မေးဆက်တွေကပြောကြလုံးမှာဖြစ်ပါတယ်ဆိုတော့အားလုံးအတွက်ကိုကျွန်တော်တို့လေးစားတယ်အလေးပြုပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ထပ်ပြောလို့ရတယ်ဆိုတော့ကျွန်တော်2026ခုနှစ်အတွက်မှာကျွန်တော်တို့ ICNCCB အနေနဲ့နှစ်သက်စကားကိုပြောရင်းနဲ့ကျွန်တော်အဓိကပြောလိုတာကတော့ချင်းတပြည်နယ်လုံးတစ်မျိုးသားလုံးအတွက်ကောင်းမွန်တဲ့ရလဒ်တစ်ခုခုရရှိနိုင်ရဲ့အတွက်မဖြစ်အောင်ဘယ်လိုမျိုးအခက်အခဲရှိနေလို့ဆိုကျွန်တော်တို့ကြိုးစားဖြတ်ကျော်ပါမယ်လို့ပြောရင်းနဲ့ဒါနှစ်သက်ကိုမင်္ဂလာစကားပြောရင်းနဲ့ကျွန်တော်လက်ကုံချက်ချင်ပါတယ်ခင်ဗျာကျေးဇူးပါဗျာ